မင်္ဂလာပါရှင်အခုဆိုရင်ကျမတို့မင်္ဂလာလူမျိုးတွေအတွက်အလုံးပဲထူးခြားမွန်မြတ်တဲ့ကစုံလာပြီဘူဒာနေ့ကိုရောက်ရှိလာပါပြီဖြစ်ပါတယ်ကစုံလာပြီဘူဒာနေ့ဟာမြတ်စွာဘုရားရှင်ရဲ့ဘဝဖြစ်စဉ်မှာအထူးခြားဆုံးနေ့တစ်နေ့ဆိုတာကျမတို့အားလုံးသိကြပါရဲ့ဒါပေမဲ့ဒီနေ့မှာတိုက်ဆိုင်မှုတတ်မဟုတ်တဲ့ဗုဒ္ဓဘာသာဝင်တိုင်းမထစ်မနေသိထားတဲ့အချက်၄ချက်ရှိနေတာကိုရောသင်သတိထားမိရဲ့လားပထမဆုံးအချက်ကတော့လွန်ခဲ့တဲ့၄တင်ချီနဲ့ကဘာတသိန်းကဒီပင်ကရာမြတ်စွာဘုရားရှင်ထံမှာကျမတို့ရဲ့ဂေါရမဘုရားအလောင်းတော်သူ့မိသားရှင်ယတိဘဝနဲ့နောင်အခါဂေါရမအမီနဲ့ဘုရားစင်စစ်ဧကံဖြစ်လိမ့်မယ်ဆိုပြီးဗျာဒိတ်တော်ခံယူခဲ့တဲ့နေ့ဟာကစုံလပြည့်နေ့ပဲဖြစ်ပါတယ်။ဒါဟာပါရမီဖြည့်ပါခရီးစဉ်ရဲ့အစပြိုခြင်းလှုပ်ဝက်ချက်ပါရဲ့။ဒုတိယအချက်ကတော့ကဘာကျော်တဲ့တိုက်ဆိုင်မှုကြီး၃ခုပါအလောင်းတော်တိတ်ထထမင်းတော်ဖွားမြင်တော်မူခြင်းတပ်ပင်ညဉ့်ညံတော်ကိုရရှိပြီးဖျားအဖြစ်သို့ရရှိခြင်းတက်တော်80မှာအနုပါတိတေတနေဖန်ထတ်ဖင်ပရိနိဗ္ဗာန်စံတော်မူခြင်းဒီထူးခြားတဲ့ဘဝမှတ်တိုင်ကြီး၃ခုစလုံးဟာကစုံလအပြည့်နေ့မှာပဲတထက်သေးကြနေတာဟာအံ့ဩစရာကောင်းလာပါတယ်တတိယအချက်ကတော့ဘောဓိပင်မှာပဲမြတ်စွာဘုရားရှင်ဖျားမြင့်မြင့်နေမှာပဲဘုဒ္ဓဂါယကမဟာဘောဓိပင်ဟာမြေပြင်ကနေအလိုလိုပေါက်ခွာလာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကစုံလာပြီးနေ့မှာဘောဓိပင်ကိုရေသွန်းလောင်းတာဟာမြတ်စွာဘုရားရှင်ရဲ့အောင်ပွဲကိုဂရုပြုတာတင်မကပဲမိမိတို့ရဲ့ကုသိုလ်တရားတွေရှင်သန်လန်းဆန်းဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။နောက်ဆုံးချက်ကတော့ကစုံလာပြည့်နေ့ဟာလူသားတွေတင်မကပဲနတ်ပြမအပေါင်းတို့ကပါစုပေါင်းပူဇော်ကြတဲ့နေ့ဖြစ်ပါတယ်။မြတ်စွာဘုရားပရိနိဗ္ဗာန်စံခါနိမှာမိန့်ကြားခဲ့တဲ့ငါအကိုပန်းနန့်သားတွေနဲ့ပူဇော်တာထက်ငါဟောဖို့ညံ့ပြတဲ့တရားတော်အတိုင်းကြင်ကြံကြတာဟာအမျက်ဆုံးပူဇော်ခြင်းပဲဆိုတဲ့စကားတော်ဟာဒီနေ့မှာပို့ပြီးလေးနက်နေတာပါပဲ။ဒါကြောင့်ဒီနေ့ကစုံလာပြည့်နေ့မှာရေသွန်းလောင်ကုသိုလ်ပြုရင်ဒီထူးခြားချက်၄ချက်ကိုနှလုံးသွင်းပြီးကြီးညိုတရားပွားများနိုင်ကြပါစေရှင်။ဒီလိုအကြောင်းအရာလေးတွေစိတ်ဝင်စားတယ်ဆိုရင် channel လေးကိုလည်း subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။